အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ပင်လေးကိုယ်အမှန်ပင်လေးတန်းရှင်းလုပ်ဆိုတော့ပုံမှန်အားဖြင့်တော့ပင်လေးတွေရဲ့ခြေရင်းပါဒီလိုညက်ပြီးရှိအောင်ညက်တော့ဒီလိုရည်ကြီးတွေရှိဆိုတော့အဲ့ကောင်လေးတွေကိုကျွန်တော်ခွာထုတ်ပြီးတော့တန်းရှင်းဘယ်လောက်ပပလေးဒီလိုဖြစ်အောင်ပြန်လုပ်ပြရအောင်ဆိုတော့ဒါကစတာဒီလက်စိတ်ခံတာပေါ့နော်ဆိုတော့ဒါအပင်တိုင်းပဲကျွန်တော်တို့တက်ရှင်းလုပ်ပြရပါတယ်ဒါဝယ်တဲ့သူလက်ထဲမပုတ်ခင်ကျွန်တော်တို့ဘယ်ရပဲပုတ်ပေါ့နော်ဒီမြက်တွေကျွန်တော်အများနဲ့တက်ရှင်းလုပ်ပြရမြက်တွေကတော့ဖားတာကြားတာနဲ့ပြန်တက်လာဒီအော်ရာလေးတွေအပင်လေးကတော့ဘာပင်လဲဆိုတော့ခပ်ဖန်နီရစီကျွန်တော်လည်းခါလေးရင်အင်္ဂလိပ်တန်တွဲရဒီအပင်နာမည်ကလူများမခေါ်ပြရင်အတန်ထွက်လို့မမှန်လူလည်းကိုယ့်ဘာကိုကောင်းကြရလိုက်ထွက်ဟုတ်လားမဟုတ်လားဒီနေ့မထင်ရှုပြင်လို့ပုံမှန်ပေါ့ပြင်လေးမယုံမြဲအုံးလိုက်အဲ့ကောင်လေးကောင်းကျွန်တော်ပြန်ခွာထောက်ကျေးဇူးတင်ပါတယ်